တခြား game account တစ်ခုတည်းကိုဝင်ပြီးကိုယ့် account တွေကိုပြန်ပြောင်းတဲ့အခါမှာဒါမျိုးကုတ်တောင်းလိုက်ရမျိုးဆိုရင်ဘယ်လိုကြော်ပြီးတော့ဝင်လို့ရတယ်ဆိုတော့ပြောပြပေးပါမယ်။အရင်ဆုံးကျွန်တော်တို့ဒီအပေါ်ဆုံးကငကြက်ပုံလေးတွေကိုဝင်ရပါမယ်။ account recovery ဆိုတဲ့ဟာကိုရွေးပါမယ်။နောက်ပြီးတော့ phone account retrieval ဆိုတဲ့ဟာကိုထပ်နှိပ်ပါမယ်။ပေါ်လာတဲ့ fade ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ကျွန်တော် phone ဖြည့်ပါမယ်။ account ID ဆိုတဲ့ဟာလေးကိုအမှန်ကြီးပေးပြီးတော့နှိပ်ကိုထပ်နှိပ်ပါဒီနေရာမှာကတော့ပြန်ဝင်မရတဲ့ account ရဲ့ ID နဲ့စာပေါင်းရေးထည့်ပေးရမှာဖြစ်ပါတယ်ဖြည့်ပြီးသွားပြီဆိုရင်တော့နောက်တစ်ဆင့်ကိုဆက်သွားပါမယ်ဂိမ်းကောင်ပြန်ဝင်လို့မရတာဖြစ်တဲ့အတွက်ဒီ forget my password ဆိုတဲ့ဟာလေးကိုအမှန်ရေးပေးပြီးတော့နေ့ကိုနှိပ်ပါမယ်ဒီမှာကိုပြန်ဝင်မရတဲ့ date ကိုထည့်ပေးရမှာဖြစ်ပါတယ်ထည့်ပြီးသွားပြီဆိုရင်တော့နေ့ကိုနှိပ်ပြီးတော့ဆက်သွားလိုက်ပါဒီနေရာမှာကတော့ပြည်သားအချက်လက်တွေထည့်ပေးရမှာဖြစ်ပါတယ်ကိုယ့်အကောင့်ကိုရာချော့မှာ Gmail ဖြည့်ပြီးတော့ diamond ဝယ်ဖို့လေဆိုရင်တော့ Gmail ထဲမှာပြည်သားရှိနေတတ်ပါတယ်လုံးဝမရှိတော့ဘူးဆိုရင်တော့ကျွန်တော်အခုထားသလိုမျိုးလိုက်ပြီးတော့ထားလို့ရပါတယ်ဒီပုံနေရာမှာကတော့ကိုပြန်ယူမဲ့ game account ပုံထည့်ပေးရမှာဖြစ်ပါတယ်အကုန်လုံးဖြည့်ပြီးသွားပြီဆိုရင်တော့နေ့ကိုနှိပ်ပါဒီ account creation date မှာကတော့ကိုယ့် account ကိုစဖွင့်ပြီးစောတဲ့ခုနှစ်လရက်ကိုမှတ်မိသလောက်ခံမှန်းပြီးတော့ထည့်လိုက်ပါထားပြီးသွားပြီဆိုရင်တော့နေ့ကိုနှိပ်ပြီးတော့ဆက်သွားပါမယ်ဒီဖုန်း model နေရာမှာကိုအစော်များတဲ့ဖုန်းထည့်ပေးလိုက်ပါဒီပထမနေရာမှာတော့ကိုဖုန်းထဲမှာရှိတဲ့ Gmail အလုပ်တစ်ခုကိုထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ဘေးနာစမ်းကုတ်ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ပါထည့်လိုက်တဲ့ Gmail တွေကိုကုတ်6လုံးကြာလာပါလိမ့်မယ်အဲကုတ်6လုံးကျွန်တော်ဒုတိယမှာထည့်ပေးရမှာဖြစ်ပါတယ်ပြီးတော့ပြီဆိုရင်တော့နေ့ကိုနှိပ်လိုက်ပါဒီပထမဆင့်မှာတော့ကိုယ့်အကောင့်ချိတ်ထားခဲ့ဘူးတဲ့အကောင့်တွေကိုထည့်ပေးရမှာဖြစ်ပါတယ် Facebook ချိတ်ထားဘူးလေဆိုရင်တော့ Facebook ကိုအမှန်ကြီးလေးပေးပြီးတော့ထားလိုက်ပါဒီဒုတိယကတော့ game account ထဲမှာချိတ်ထားဘူးတဲ့ Gmail account ဖြစ်ဖြစ်Moton Gmail ဖြစ်ဖြစ်မှတ်မိတယ်ဆိုရင်ထည့်လိုက်ပါဒီအောင်နာဟာတော့လွန်ခဲ့တဲ့6လမှာအမြင့်ဆုံးရောက်ခဲ့ဘူးတဲ့ run နဲ့စတားရည်အတွက်ကိုမေးတာဖြစ်ပါတယ်ကိုစော့ခဲ့ဘူးတော့မှတ်မိတော့ခံမှန်းပြီးတော့ထည့်လိုက်ပါဒီအောင်နာကတော့ hero နဲ့အစော်များဆုံးလင်းကိုမေးတာဖြစ်ပါတယ်ဂိုးလင်းအစော်များတယ်ဆိုရင်ဂိုးလင်းကိုရွေးလိုက်ပါအကင်များဆုံး hero မှတ်မိတယ်ဆိုရင်လည်းထည့်လိုက်ပါဒီအောက်ဆုံးဆင်းရတော့မဖြည့်လဲရပါတယ်နေ့ကိုနှိပ်ပြီးတော့ဆက်သွားလိုက်ပါဒီနေရာမှာတော့ကိုရေးချင်တဲ့စာသားမျိုးရိုက်ပြီးတော့ရေးထည့်လို့ရပါတယ်ရေးထည့်ပြီးသွားပြီဆိုရင်တော့နေ့ကိုနှိပ်လိုက်ပါဒီနောက်ဆုံးမှာတော့ game account ပုံပြန်ပြီးတော့ထည့်ပေးလိုက်ပါပြန်ယူမဲ့ game account နဲ့ပတ်သက်ဘူးတဲ့ပုံတွေရှိရဆိုရင်လည်းထည့်ပေးလို့ရပါတယ်ပုံထည့်ပြီးသွားပြီဆိုရင်တော့ submit ကိုနှိပ်လိုက်ပါဒါမျိုးစာလေးပေါ်လာရဲဆိုရင်တော့သူတို့ဘက်ကနေပြီးတော့အချိန်တိုတွင်းပြန်လည်စစ်ဆေးပေးမယ်ဆိုပြီးတော့သူတို့ကပြောတာဖြစ်ပါတယ်ချက်ချင်းပြန်ရတဲ့ account တွေဆိုရင်တော့နောက်ဆုံးအဆင့်မှာဒါမျိုးလေးပေါ်ပါတယ် Gmail account တွေနဲ့ပြန်ချိန်ပြီး Moton account နဲ့ပြန်ဝင်လိုက်တယ်ဆိုရင် game account ပြန်ရသွားပြီဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်